皆さんおはようございます。私ကတော့ဒေလာဖြစ်ပါတယ်။ဒီနေ့မှာတော့ N5 Lesson 3ရဲ့ခုတိုးပါတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ခိုးခိုဒီမှာဒီနေရာစိုးခိုဟိုမှာဟိုနေရာအစိုးခိုဟိုမှာဟိုနေရာဒိုခိုဘယ်မှာလဲခိုချီရဒီမှာဒီဘက်မှာဆိုချီရဟိုမှာဟိုဘက်မှာအာချီရဟိုမှာဟိုဘက်မှာဒိုချီရဘယ်မှာလဲဘယ်ဘက်လဲကျောရှိစစာတင်ခဲရှခုဒိုထမင်းစားဆောင်ထမင်းစားတဲ့နေရာဂျီမှုလျှော့ရုံးခဲခိုင်းကြီးကြီးစအစည်းအဝေးခဲဥခဲစွခဲစုံစမ်းရန်ကောင်းတာရိုးပိဧည့်ခဲဟဲရအခန်းတိုးကြီးရဲအိမ်တာအတဲအားရာဤတန့်စင်ခဲခိုင်းတန်းလီခါအရဲဘဲတဒက်လီကာဣစုခရဲတဆက်လီကာဒန်းဝတယ်လီဖုန်းအခုနိနိုင်ငံခိုင်းရှကုမ္ပဏီဥရှိအိမ်ခုစဖနက်နဲခုတိုက်လေစီဝိုင်းဝိုင်းဥရိပါအယောင်ကောင်တာချီကမြေအောက်ကိုင်းအထက်နန့်ကိုင်းဘယ်နှစ်ထပ်လဲအန်ဂျပန်ပတ်စံယန်ဣခုရဘယ်လောက်လဲ100ခု100စန်း1000မန်း1000すみませんတောင်းပန်ပါတယ်တစ်စိမ်းလောက်どうもကျေးဇူးပါいらっしゃいませကြိုဆိုပါတယ်何々を見せてくださいဒါကိုပြပေးပါじゃကဲ何々をくださいကွက်လက်ကိုပြပေးပါイタリアအီတလီスイスဆွစ်ဇာလန်ဖရန့်စ်ပြင်သစ်ဂျကာတာဂျကာတာဘန်ကူခုဘန်ကောက်ဘဲရူရင်ဘာလင်ရှင်းအိုဆာကာရှင်းအိုဆာကာ今日はここまでです。皆さんまた会いましょう。